joint လေးတွေနာကျင်တတ်တဲ့ကလေးလေးတွေအတွက်လမ်းလျှောက်တာထက်ပိုကောင်းတဲ့ exercise လေးတွေကတော့ရေကူးတဲ့ exercise လေးပါအဲ့တော့ဒီနေ့ရေကူးတဲ့ exercise လေးကနေပြီးတော့ကလေးတွေဘလို့အကျိုးကျေးဇူးလေးတွေရှိတယ်ဆိုတာလေးကိုပြပြပေးပါမယ်ရေကူးတာဟာကြတော့ကလေးတွေအတွက်တစ်ကိုယ်လုံးကို exercise လုပ်ပြီးတဲ့အတွက်သူတို့လေးတွေရဲ့ muscle လေးတွေတန်ပါတယ်ပြီးရင် joint နဲ့အရိုးတွေတန်ပါစေတယ်အဓိကဆိုလို့ရှိရင်အသက်ကြီးတဲ့ကလေးတွေအရန်အဝလွန်နေတဲ့ကလေးတွေ hip and joint လေးတွေမှာနာတတ်တဲ့ကလေးလေးတွေဆိုလို့ရှိရင်ရေကူးတာလေးလုပ်ပေးတဲ့နဲ့နံပါတ်2အချက်အနေနဲ့သူတို့လေးတွေရဲ့နှလုံးနဲ့အဆုပ်လေးတွေကိုတန်ပါစေတယ်ပြီးတဲ့အခါကျလို့ရှိရင်ဒီစိတ်ပိုင်းဆိုင်ရာ mental stimulation လေးတွေလည်းအရန်ကောင်းပြီးတော့ stress လေးတွေကိုလည်းပြေလျော့စေပါတယ်ကယ်လိုရီတွေကိုလောင်ကျွမ်းစေတဲ့အတွက်အဝလွန်တာကိုလည်းကာကွယ်ပေးပါတယ်နောက်တစ်ခုကကျတော့ရာသီဥတုပူတဲ့အချိန်တွေမှာဆိုလို့ရှိရင်သူတို့လေးတွေအတွက် cooling effect ကိုပေးတဲ့အတွက် overheat တက်တာတွေကိုလည်းကာကွယ်ပေးပါတယ်ဒီတော့ရေကူးတာအောက်လေးတွေအတွက်အကောင်းဆုံးသော exercise တစ်ခုပါအဲ့တော့ကလေးတွေ safety ဖြစ်ဖြစ်နဲ့ရေကူးဖို့အတွက်ဆိုလို့ရှိရင်တော့အခုမှစပြီးရေကူးတင်တဲ့ကလေးလေးတွေဆိုလို့ရှိရင်တော့ဖြတ်တိုင်း life jacket လေးတွေသုံးပေးတာပို့ပြီးတော့ကောင်းတယ်အစာစားချိန်နဲ့နည်းနည်းဝေးဝေးလေးခွာပြီးတော့ရေကူးတာပို့ပြီးတော့ကောင်းတယ်ပြီးသွားတဲ့အခါကျလို့ရှိရင်ဒဏ်ရာရှိတဲ့ကလေးတွေ infection ဝင်နေတဲ့ကလေးတွေဆိုလို့ရှိရင်တော့ရေမကူးတင်ပါဘူးရေကူးပြီးသွားတဲ့အခါကျလို့ရှိရင်လည်းကလေးတွေနားမှုဆွဲတာလေးတွေတတ်တာတေးချလေးပြန်ပြီးတော့အချောက်ခံပေးဖို့တော့လိုပါတယ်ရေကူးတာကတော့သူတို့လေးတွေကိုရေကူးကန်မှာကူးပေးလို့ရတယ်လို့ပင်လယ်ကမ်းခြေတွေမှာလည်းကူးပေးလို့ရတယ်စမ်းချောင်းတွေမှာလည်းကူးပေးလို့ရတယ်ပင်လယ်ကမ်းခြေတို့စမ်းချောင်းတို့ဆိုလို့ရှိရင်တော့အရန်ကိုကြီးယူဆိုင်ဖို့လိုတယ်ရေကူးကန်ကတော့ရန်ကုန်မှာဆိုလို့ရှိရင်တော့တော်တော်လေးရှားပါတယ် sunshine လေးကတော့မြောက်တက်ကုန်းက Seven Tails Pet Wellness Center လေးမှာရေသွားကူးပြပါတယ် Seven Tails ရဲ့လိပ်စာလေးကိုလည်းနောက်ဝင်တို့ description လေးမှာဖော်ပြပေးသွားပါမယ်ကျေးဇူးတင်ပါတယ် bye bye